စိတ်ကိုတတိဖြင့်စောင့်ကြည့်ရမည်မြတ်ဗုဒ္ဓရဲ့အဆုံးအမမှာစိတ်ကိုဗဟုပြုပြီးတော့ဆုံးမတာဖြစ်သောကြောင့်မိမိစိတ်ကိုပဲစောင့်ကြည့်ပြီးတော့ကောင်းအောင်ပြုပြင်ကြရမှာဖြစ်တယ်နော်စိတ်ကိုပြုပြင်နိုင်တဲ့ပုဂ္ဂိုလ်မှလောကမှာကောင်းကျိုးချမ်းသာတွေရပြီးတော့တဏှာဝဆင်းရဲကလွတ်ကင်းဆင်းရဲဒုက္ခအမျိုးမျိုးကလွတ်မြောက်နိုင်တာဖြစ်တယ်စိတ်ဆိုဒီမှာလူတိုင်းရဲ့တဏ္ဍာမှာဖြစ်ပေါ်နေတဲ့အာယုန်နဲ့ဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့အရာပဲဖြစ်တယ်ပေါ့အာယုန်ကိုအကြောင်းပြုပြီးတော့စိတ်ဟာဖြစ်ပေါ်လာတတ်တယ်အာယုန်ဆိုဒီမှာအမျိုးစုံအာယုန်မျိုးစုံရှိတဲ့ထင်အာယုန်ကိုထိန်းချုပ်ဖို့မဖြစ်နိုင်ဘူးအာယုန်ကိုထိန်းချုပ်တယ်ဆိုတာအာယုန်ကအပြင်ဘက်ကလာတဲ့အာယုန်ဖြစ်သည့်အတွက်ကြောင့်ထိန်းချုပ်လို့မရနိုင်တဲ့အရာဖြစ်တယ်ပြောရမယ်ဆိုရင်အာယုန်ဟာဗဟိတအကြောင်းတရားဗဟိတအခြေအနေတစ်ခုပဲ external condition လို့ခေါ်တယ်ဗဟိတအကြောင်းတရားအဲ့ဒါကိုမြတ်စွာဘုရားက24ပစ္စည်းမှာအာရမဏပစ္စယောလို့ဒီလိုခေါ်တယ်အာယုဆိုတာတွေဟာအမျိုးအစားအပြင်အလွန်များတော့လည်းပဲခြုံငုံပြီးတော့တူညီအောင်ပေါင်းစပ်ပြောလိုက်မယ်ဆိုရင်မျက်စိနဲ့မြင်ရတဲ့အဆင်းအာယုနားနဲ့ကြားရတဲ့အသံအာယုနှာခေါင်းနဲ့နမ်းရှူရတဲ့အနံ့အာယုလျှာနဲ့လဲရတဲ့အရသာအာယုခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထိတွေ့အာယုကြံစီတွေးတောသိရတဲ့အတွေးအာယုတို့ဒီလိုအာယု6မျိုးကိုပဲမြတ်ဗုဒ္ဓရဲ့အဆုံးအမထဲမှာဖော်ပြပြီးတော့ထားတာအဆင်းအာယုကိုလူတွေရဲ့ဝေါဟာရနဲ့လိုက်ခွဲမယ်ဆိုရင်တော့အများကြီးဖြစ်သွားမှာဒါကြောင့်မို့လောကလူသားတွေရဲ့အမည်နာမတွေနဲ့မပြောတော့ဘဲနဲ့အစင်းအတန်အနတ်အရသာအထီးတွေ့ကြံတွေးအာယုံတို့6မျိုးကိုရှင်းလင်းဖော်ပြထားတာဖြစ်တယ်အဲ့ဒီအာယုံ6မျိုးနဲ့အာယုံ6မျိုးကိုအကြောင်းပြုပြီးတော့စိတ်လေးဟာအာယုံ6မျိုးနဲ့ဆက်ဆက်ပြီးတော့ဖြစ်ပေါ်လာတတ်တယ်ဖြစ်လာတဲ့အခါမှာစိတ်ရဲ့တရားမိယာလို့ဆိုတဲ့ဝတ္ထုသို့မဟုတ်စိတ်နဲ့အာယုံဆက်သွယ်တဲ့လမ်းကြောင်း द्वार ဝတ္ထုနဲ့အာယုံဒီနှစ်ခုဆုံလိုက်တာနဲ့တပြိုင်နက်စိတ်ကလေးဖြစ်ပေါ်လာတာဖြစ်တယ်ပေါ့ဟောဘယ်လိုဆုံတော့ဆိုရင်မျက်စိနဲ့အဆင်းအာယုံဆုံလိုက်တယ်အရာပြောလို့ရှိရင်မျက်စိဖွင့်ပြီးတော့ကြည့်လိုက်ရင်မြင်စရာကိုမြင်ရတယ်ပေါ့အဲ့ဒီလိုမြင်စရာကိုမြင်လိုက်တာနဲ့တပြိုင်နက်မြင်သိစိတ်ကစပြီးတော့စိတ်တွေဖြစ်ပေါ်လာတတ်တယ်အဲ့တော့စိတ်ဆိုတာအဲ့ဒီပုံစံနဲ့ဖြစ်လာကိုယ်ကိုယ်လည်းတည်တည်ချာချာလေ့လာပြီးစောင့်ကြည့်ပေါ့မြင်စရာအာယုံနဲ့ထိုမြင်စရာအာယုံရဲ့ထင်ဟပ်လာတဲ့ द्वार သို့မဟုတ်တရားမိယာမှာဒီနှစ်ခုပေါင်းစပ်လိုက်တာနဲ့အာယုံကိုသိတဲ့စိတ်ကလေးဟာပေါ်လာတယ်လို့ဒါကိုပဲမြတ်စွာဘုရားကသက္ခုံစပဋိစ္စရူပေစဥပ္ပစ္စတိသက္ခုဝိညာဏမျက်စိရဲ့အဆင်းအာယုံလေးရဲ့ဒီနှစ်ခုကိုအကြောင်းပြုပြီးတော့သက္ခုဝိညာဉ်လို့ဆိုတဲ့မြင်သိစိတ်ဖြစ်လာအဲဒီကနေဆက်လာပြီးတော့ယဉ်သိစိတ်ကနေဆက်သွယ်ပြီးတော့လူရဲ့တဏ္ဍာမှာဒီအာယုံနဲ့ဆက်သွယ်ပြီးတော့နေတဲ့စိတ်တွေဟာဖြစ်ပေါ်လာတယ်။စင်စဲမပြတ်ဖြစ်ပေါ်လာ။မဖြစ်ခင်ကဒီစိတ်လေးဟာဘယ်နေရာမှာရှိနေတုံးလို့ပြောမယ်ဆိုရင်ဘယ်နေရာမှမရှိဘူး။ရှိနေတဲ့အရာမဟုတ်ဘူး။ဘယ်လိုနားလည်ရမလဲလို့ဆိုရင်စဉ်းစားပြီးတော့ကြည့်ပါ။စောင့်မတီးခင်က
ဆောင်းကျိုးနဲ့ဆောင်းအိုးတီးတဲ့လက်ထဲမှာအတန်နေရှိနေသလားလို့ဆိုရင်ရှိနေတာမဟုတ်ဘူးဆောင်းကျိုးဆောင်းအိုးတက်ဆင်ထားတဲ့ပုံမှာတီးတတ်တဲ့ပုဂ္ဂိုလ်ရဲ့လက်ကလေးနဲ့ဖိပြီးတော့တီးလိုက်တဲ့အခါမှာဆောင်းတန်ဆိုတာပေါ်လာတာပဲဖြစ်တယ်ပေါ့အကြောင်းပြုပြီးတော့ပေါ်လာတာပဲဖြစ်တယ်အဲ့ဒါမျိုးလိုပဲမမြင်ခင်ကကြွတင်ပြီးတော့မြင်သိစိတ်ဆိုတဲ့အသိစိတ်တွေဟာလူရဲ့တဏ္ဍာမှာတဏှာရာမှာကိန်းအောင်ပြီးဖြစ်ပေါ်လာတာမျိုးမဟုတ်ဘူးအကြောင်းတစ်ခုဆုံလိုက်တဲ့အခါမှာဖြစ်ပေါ်လာခြင်းသာဖြစ်တယ်ဇာတိစိတ်ဆိုတာလေသောတင်္စပဋိစ္စတတ္တိစ္စဥပ္ပစ္စတိသောတဝိညာဏကြားနိုင်စွမ်းရှိတဲ့နာဖြစ်ပေါ်လာတဲ့အတန်ဒီနှစ်ခုဆုံလိုက်တဲ့အခါမှာဇာတိစိတ်ဆိုတာပေါ်လာပြန်တယ်အဲ့ဒီမှာကြားနိုင်တဲ့နာမရှိဘူးဆိုလို့ရှိရင်လည်းအတန်ပေါ်လာပြီမဲ့ကြားမှာမဟုတ်ဘူးပေါ့ဇာတိစိတ်ဖြစ်မှာမဟုတ်အေးကြားနိုင်တဲ့နာရှိတော့လေအတန်တိတ်ဆိတ်နေတယ်ဆိုရင်လည်းဇာတိစိတ်ဆိုတာပေါ်လာမှာပေါ့တော့ဒီနှစ်ခုဆုံလိုက်တဲ့အခါမှာဇာတိစိတ်လေးဟာပေါ်လာတယ်အဲ့ဒီပေါ်လာတယ်ဆိုတဲ့အခါမှာတစ်ခုခုကိုအမိပြုပြီးတော့ပေါ်လာတယ်ဘယ်ကိုအမိပြုပြုံးဆိုတော့နာလို့ဆိုတဲ့သောတာပတ္တာယုတ်သောတာဝတ္ထုကိုအမိပြုပြီးတော့ပေါ်လာလို့ဒီလိုပြောပေါ်လာတာဆိုတာကရှိနေတာမဟုတ်ဘူးအကြောင်းကြောင့်ဖြစ်ပေါ်လာတာလားဖြစ်တယ်အနံ့ရတဲ့အခါလည်းပဲစဉ်းစားကြည့်ခန္ဓင်းစခန္ဓင်းစပဋိစ္စခန္ဒီစဥပ္ပစ္စတိခန္ဓာဝိညာဏနှာခေါင်းရဲ့အနံ့ကိုဖမ်းယူနိုင်တဲ့နှာခေါင်းအနံ့ဒီနှစ်ခုဆုံပြီးလိုက်တဲ့အခါမှာခန္ဓာဝိညာဉ်လို့ဆိုတဲ့နံသိစိတ်လေးဖြစ်ပေါ်လာတာဖြစ်တယ်ထိုနံသိစိတ်လေးဖြစ်တဲ့အခါမှာနှာခေါင်းကိုအမိပြုပြီးတော့ဖြစ်တယ်လို့ဒီလိုဆိုတယ်ဇီဝံစပဋိစ္စရတေစဥပ္ပစ္စတိဇီဝဝိညာဏလျာရဲ့ပြင်ဘက်ကလာတဲ့အရာသာရဲ့ဒီနှစ်ခုဆုံလိုက်တဲ့အခါမှာဇီဝဝိညာဏလို့ဆိုတဲ့လျက်တိစိတ်ကလေးဟာဖြစ်ပေါ်လာဆိုင်ရာအကြောင်းလေးတွေနှစ်ခုဆုံလိုက်တဲ့အခါမှာဖြစ်လာတာလို့ကာယင်စပဋိစ္စဖုတ္တဗေစဥပ္ပစ္စတိကာယဝိညာဏကာယပတ္တာရရဲ့ထိရင်သိနိုင်တဲ့ sensation ရှိတဲ့ကိုယ်ကာယရဲ့ပြင်ဘက်ကဖုတ္တဘာယုံလို့ဆိုတဲ့ထိတွေ့မှုအာယုံရဲ့အဲ့ဒီနှစ်ခုဆုံလိုက်တာနဲ့တပြိုင်နက်ကာယဝိညာဏလို့ခေါ်တဲ့ထိသိစိတ်လေးဖြစ်ပေါ်လာကာယဝိညာဉ်ပေါ်မှာကာယပတ္တာရယုတ်ပေါ်မှာမိပြုပြီးတော့ကာယဝိညာဉ်စိတ်ဖြစ်ပေါ်လာမနင်းစပဋိစ္စဓမ္မေစဥပ္ပစ္စတိမနောဝိညာဏဒါကြတော့မျက်စိနာနာလျှာကာယလို့ဆိုတဲ့ရုပ်တွေပါဝင်ခြင်းမရှိပဲနဲ့စိတ်တက်ကကြံစီစိတ်ကူးလိုက်တဲ့အခါမနဆိုတဲ့ဘဝင်စိတ်ရဲ့ဓမ္မလို့ဆိုတဲ့ကြံတွေးသိเสียအာယုံရဲ့အဲ့ဒီနှစ်ခုဆုံလိုက်တဲ့အခါမှာဘဝင်စိတ်နဲ့ဘဝင်စိတ်ကိုအမိပြုပြီးတော့ဟရိယဝတ္ထုကိုအမိပြုပြီးတော့ဘဝင်စိတ်ကနေပြောင်းလဲသွားပြီးမနောဝိညာဏလို့ခေါ်တဲ့ကြံသိစိတ်တွေဖြစ်ပေါ်လာခဲ့တာဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာဖြစ်သမျှစိတ်တွေဟာအဲ့ဒီပုံစံနဲ့ဖြစ်တာနော်အကြောင်းတစ်ခုစုံစည်းပြီးတော့ဖြစ်လာတာဒါကြောင့်မို့အဲ့ဒါလို့အာယုန်နဲ့ဝတ္ထုစုံစည်းမှုကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်ကလေးဟာမျက်စိကိုဆွဲမိပြီးတော့ဖြစ်တဲ့စိတ်နားကိုဆွဲမိပြီးတော့ဖြစ်တဲ့စိတ်နှာခေါင်းကိုဆွဲမိပြီးတော့ဖြစ်တဲ့စိတ်လျှာကိုဆွဲမိပြီးတော့ဖြစ်တဲ့စိတ်ကိုယ်ကာယကိုဆွဲမိပြီးတော့ဖြစ်တဲ့စိတ်ဟရိယဝတ္ထုလို့ဆိုတဲ့နှလုံးသားကိုဆွဲမိပြီးတော့ဖြစ်တဲ့စိတ်တွေဟာအာယုန်နဲ့ဆက်လက်ပြီးတော့စဉ်းတန်းပြီးအလုပ်လုပ်နေကြတယ်စိတ်ဆိုတာအာယုန်နဲ့
တွက်ဖက်ပြီးတော့လှုပ်သွားတယ်ဒါကြောင့်မို့ပဋ္ဌာန်း24ပစ္စည်းမှာအာရမဏပစ္စယောလို့အာယုံကိုအကြောင်းပြုပြီးတော့စိတ်လေးဟာဆက်လက်လှုပ်ရှားပြီးတော့နေတာအဲ့ဒီဆက်လက်လှုပ်ရှားနေတဲ့စိတ်ကလေးကိုတတိနဲ့စောင့်ကြည့်နိုင်ရမယ်လို့ဒီလိုဆိုလို့ပေါ့တတိနဲ့စောင့်ကြည့်နိုင်မှုမရှိဘူးဆိုလို့ရှိရင်ဒီစိတ်ကလေးဟာအာယုံနဲ့တွေ့လာတဲ့အခါမှာသူအာယုံနဲ့ဆက်ဆက်ပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်ရဲ့အညစ်အကြေးတွေဆိုတာရှိတယ်အဲ့ဒီအညစ်အကြေးတွေနဲ့ရောထွေးသွားလို့ရှိရင်ဒီစိတ်ကလေးရဲ့ကြံ့ခိုင်မှုတွေဟာလျော့ပါသွားပြီးတော့ဥပမာပါနဲ့လူလို့ဆိုအယက်သမားနဲ့ပေါင်းတဲ့လူဟာအယက်သမားဖြစ်သွားတယ်လို့ကစားသမားနဲ့ပေါင်းတဲ့လူဟာလည်းကစားသမားဖြစ်သွားအဲ့ဒါလိုပဲလူရဲ့စိတ်ကလေးမှာလောဘဆိုတာနဲ့ပေါင်းသွားတယ်ဒေါသဆိုတာနဲ့ပေါင်းတယ်မောဟဆိုတာနဲ့ပေါင်းတယ်မာနတို့အိတ်တာတို့မစ္စရိယတို့နဲ့အာယုံလေးကိုကြောင်းပြုပြီးတော့ပေါင်းတင်ဆက်ဆံမှုတွေရောထွေးပြီးတော့လာတတ်တယ်စိတ်ဆိုတာအာယုံကိုလက်ခံတဲ့အာယုံကိုသိတဲ့သဘာဝသေးများတာဖြစ်တယ်အဲ့ဒီအာယုံကိုသိတဲ့စိတ်ကလေးထဲမှာစိတ်ရဲ့အညစ်အကြေးတွေကလည်းတွက်ဖက်လာတတ်တယ်အဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေကိုဖြူစင်တန်ရှင်းတဲ့အပိုင်းတွေနဲ့ဆေးကြောပြစ်မှသာလေထိုစိတ်လေးဟာတန်ရှင်းစင်ကြယ်တယ်သို့မဟုတ်လို့ရှိရင်လောဘဒေါသမောဟစတဲ့အညစ်အကြေးတွေနဲ့တွက်ဖက်လာတဲ့စိတ်ကလေးဟာကောင်းကျိုးချမ်းသာကိုဘယ်နည်းနဲ့မှမပေးနိုင်ဘူးတဲ့ဒါကြောင့်မို့စိတ်ကိုတတိဖြင့်စောင့်ကြည့်ရမယ်လို့ဒီလိုဆိုတာပေါ့အကယ်၍စောင့်မကြည့်ဘဲနဲ့နေလိုက်လို့ရှိရင်ဘာဖြစ်သွားနိုင်လဲစိတ်လေးဟာလောဘနဲ့တွဲဖက်ပြီးအာယုံပေါ်မှာတွေ့တာသွားတယ်ဒေါသနဲ့တွဲဖက်လာတဲ့အခါအာယုံကိုမုန်းတီးသွားတယ်မောဟနဲ့တွဲဖက်လာတဲ့အခါအာယုံရဲ့သဘာဝတွေကိုမသိဘူးလို့ဆိုတယ်ဒီလိုစိတ်ကလေးရဲ့အနောက်အရှက်တွေနဲ့ဖြစ်ပြီးတော့တန်ရှင်းစင်ကြယ်မှုတွေကင်းသွားတဲ့အခါစိတ်ဟာကြံ့ခိုင်မှုတွေလျော့ပါသွားတယ်ရှင်းရင်လှုပ်ရှားနေတဲ့အနေအထားမျိုးတစ်ခုကိုရောက်ရှိသွားနိုင်တယ်တဲ့ဒါကြောင့်မို့စိတ်ကိုတတိနဲ့စောင့်ကြည့်ရတတိဆိုတာကဘယ်မှာရှိတာတုံးလို့မေးလို့ရှိရင်စိတ်ထဲမှာပဲရှိတာစိတ်ဆိုတဲ့သဘာဝတရားဘုန်းကြီးတို့တွေနဲ့အနိစ္စဆုံးပဲကိုယ်တဏ္ဍာမှာဖြစ်တာကိုယ်တဏ္ဍာမှာဖြစ်တာကိုမသိဘူးဆိုလို့ရှိရင်ကိုယ့်ကိုစဉ်းစားကြည့်ပေါ့ကိုယ်မှာဖြစ်နေတာတွေကိုသိဖို့လိုတာပေါ့ဘာတွေဖြစ်နေလဲဆိုသိအောင်လို့အဲ့တော့စိတ်ဟာသူ့ကြည့်ဖြစ်နိုင်ဆိုတာမရှိဘူးဥပမာမဲ့လူဆိုတာလမ်းသွားဖို့ရာအတွက်လမ်းလျှောက်နိုင်ဖို့အတွက်ခြေထောက်ရှိရဟိုဟာဒီဟာဆွဲကင်နိုင်ဖို့အတွက်လက်ရှိရမြင်စရာအာယုန်တွေကိုကြည့်ဖို့အတွက်မျက်လုံးရှိရဖို့အတွက်နားရှိရအနံ့ကိုရရှိဖို့အတွက်နှာခေါင်းရှိရသိဖို့အတွက်လျှာဆိုတာရှိရနော်အထီးအတွေ့တွေကိုသိရှိဖို့အတွက်ကာယဆိုတာရှိရဒီလိုခန္ဓာကိုယ်မှာလည်းအင်္ဂါယတ္တိဆိုတာရှိတယ်အင်္ဂါယတ္တိရှိစိတ်မှာလည်းပဲအဲ့ဒါလိုအင်္ဂါယတ္တိလို့ပြောရမယ့်အရာတွေရှိတယ်ပေါ့စိတ်ဆိုတာလေးတမန်အပြင်ပြောမယ်ဆိုရင်စိတ်ဆိုတာအာယုသိတဲ့သဘောလေးတစ်ခုကိုရည်ညွှန်းပြီးတော့စိတ်လို့ပြောလိုက်တဲ့အခါမှာဒီလှုပ်ရှားမှုတွေစိတ်ရဲ့လှုပ်ရှားမှုတွေအင်္ဂါယတ္တိဟာအကုန်လုံးပါဝင်ပြီးတော့သွားတယ်ပါဝင်သွားလို့လူတွေကခွဲခြားပြီးတော့မပြောတတ်တော့ဘူးစိတ်နဲ့တသားတည်းထားပြီးတော့ပြောကြတယ်စိတ်ကောင်းတယ်စိတ်မကောင်းဘူးစိတ်ညစ်တယ်ဒီလိုပြောကြအဲ့တော့စိတ်နဲ့ခုနကစိတ်ရဲ့လှုပ်ရှားမှုတွေခွဲခြားပြီးတော့သိရလူနဲ့လူရဲ့အင်္ဂါရပ်တွေကိုခွဲခြားသိရတယ်လို့ခွဲခြားသိဖို့လိုအပ်တယ်ပေါ့စလုံးတကောင်ကြည့်လိုက်ဓမ္မနဲ့ခြေထောက်တွေသူ့မှာရှိတယ်ပေါ့အဲ့ဒီဓမ္မနဲ့ခြေထောက်တွေကိုတစ်ချောင်းချင်းတစ်ချောင်းချင်းချိုးပစ်လိုက်လို့ရှိရင်ပစွန်တုတ်ကလေးဟာရွေ့ရှားနိုင်ခြင်းမရှိဘူးလှုပ်နိုင်ခြင်းမရှိတော့
ဓမ္မနဲ့ခြေထောက်တွေကိုအကြောင်းပြုပြီးအားပြုပြီးတော့ပဇွန်လုံးလေးဟာလှုပ်ရှားနေတာခုခေတ်တန်ကုန်မြို့ကလူတွေကတော့ကနန်းလို့သိကောင်းသိမှာပေါ့နော်ကနန်းဆိုတဲ့အကောင်ဓမ္မတွေနဲ့ခြေထောက်တွေလက်တွေနဲ့လှုပ်ရှားအဲ့ဒီခြေတွေလက်တွေဖယ်လိုက်ပြီဆိုလို့ရှိရင်သူကလှုပ်ရှားနိုင်ကြမရှိထို့တူပဲစိတ်ကလေးကလည်းစေတသိက်တွေနဲ့ပေါင်းဖက်နေတဲ့အခါမှာသူကလှုပ်ရှားတာဖြစ်တယ်စိတ်ကိုမိတွယ်ပြီးတော့ဖြစ်တဲ့တရားတွေကိုစေတသိက်လို့ခေါ်တယ်စိတ်ကိုမိတွယ်ပြီးတော့ဖြစ်ပေါ်လာတဲ့စေတသိက်တွေနဲ့မကောင်းတဲ့စေတသိက်တွေနဲ့စိတ်ကိုခွဲထုတ်နိုင်မှုကြိုးစားအထောက်အမှာဥပမာတစ်ခုပြောရမယ်ဆိုလို့ရှိရင်ရွှေဆိုတာတတ္တုတစ်မျိုးပဲမြေကြီးတဲ့ကထွက်လာတဲ့တတ္တုပထမရွှေမှာတခြားတတ္တုတွေရောနေတယ်အဲ့ဒီတခြားတတ္တုတွေရောနေတဲ့ရွှေကိုတန့်စင်ဖြစ်ကြတခြားတတ္တုတွေကိုဤမျိုးမျိုးနဲ့ဖယ်ထုတ်ပလိုက်တဲ့အခါမှာရွှေအစစ်ရွှေစင်ကိုရရှိတာဖြစ်တယ်ထို့တူပဲလူတွေရဲ့စိတ်ထဲမှာလည်းပဲကောင်းတာရောဆိုးတာရောလူစိတ်တွေထဲမှာရောနှောပြီးတော့နေတယ်အဲ့ဒီရောနှောနေတဲ့ထဲကစိတ်ရဲ့အညစ်အကြေးလို့ဆိုရဲလောဘတွေဒေါသတွေမောဟတွေဖယ်ရှားပြဒါဖြင့်စိတ်ထဲမှာရှိတဲ့အညစ်အကြေးကိုဘာနဲ့ဖယ်ရှားရမှာတော့ဆိုစိတ်ကိုစိတ်နဲ့ဖယ်ရှားတာပဲသူကစိတ်ထဲမှာလောဘကိုအလောဘဆိုတဲ့သဘောတရားနဲ့ဖယ်ရှားတာဒေါသကိုအဒေါသဆိုတဲ့မေတ္တာနဲ့ဖယ်ရှားမောဟကိုအမောဟဆိုတဲ့ပညာနဲ့ဖယ်ရှားဥပမာဘာနဲ့တူလို့ဆိုလို့ရှိရင်ရှည်ကြောင့်ဖြစ်လာတဲ့ရှော့ညွန်ရေခဏခဏတင်းနေတဲ့နေရာဟာဘာဖြစ်လာညွန်လေဖြစ်လာအဲ့ဒီရေကြောင့်ဖြစ်လာတဲ့ရှော့လေညွန်လေကိုဘာနဲ့ဆေးရရှည်နဲ့ပဲဆေးရရှည်နဲ့ပဲဆေးရင်တန့်စင်သွားတယ်နော်ရေကြောင့်ဖြစ်ပေါ်လာတဲ့ရှော့ညွန်ကိုရေနဲ့ပဲဆေးကြောရတယ်လို့စိတ်ကြောင့်ဖြစ်နေတဲ့စိတ်ထဲမှာစွဲမိပြီးတော့ဖြစ်နေတဲ့လောဘဒေါသမောဟစတဲ့စိတ်ရဲ့အညစ်အကြေးတွေကိုလည်းအလောဘအဒေါသအမောဟလို့ဆိုတဲ့တွဲဖက်လာတဲ့စိတ်ဆွမ်းအားနဲ့ပဲပြန်ပြီးတော့ဖယ်ထုတ်ပြရမှာပဲစိတ်ကိုစိတ်နဲ့ပြန်ဆေးကြောတယ်လို့ဖြစ်လို့ဆိုလို့တာပေါ့နော်အဲ့ဒါလို့ဆေးကြောနိုင်ဖို့အတွက်ဟာအညစ်အကြေးကိုအညစ်အကြေးမှန်သိအောင်အညစ်အကြေးဆွဲကပ်နေတာကိုအညစ်အကြေးဆွဲကပ်မှုသိအောင်စိတ်ထဲမှာရှိတဲ့တတိတရားနဲ့ဆွဲထုတ်ပြီးတော့ကြည်နိုင်ရမယ်လူတွေဟာကိုယ်ခန္ဓာကိုယ်မှာအညစ်အကြေးတွေရှိနေတယ်ဆိုလို့ရှိရင်မျက်လုံးနဲ့ကြည့်ကြဒီတိုင်းတော့မြင်ရမှာမဟုတ်ဘူးမျက်လုံးကိုအားပြုပြီးတော့ကြည့်ကြကိုယ်ဝတ်ထားတဲ့အဝတ်စားတွေပေါ်မှာအညစ်အကြေးတွေဆွဲကပ်နေတယ်ဆိုရင်မျက်လုံးနဲ့ကြည့်ရအနန္တနှာခေါင်းနဲ့နမ်းကြည့်ခြင်းကြည့်မယ်နော်အဲ့ဒါလို့မျက်လုံးနဲ့ကြည့်လိုက်လို့ကိုယ်ကာယပေါ်မှာညှဉ်းနှွမ်းနေတဲ့အညစ်အကြေးတွေမိမိဝတ်ထားတဲ့အဝတ်အစားပေါ်မှာညှဉ်းနှွမ်းနေတဲ့အညစ်အကြေးတွေညစ်ကြေးမှန်းသိတဲ့အခါကျရေနဲ့ဆေးကြောဖို့လျှော်ကြတယ်လို့ပဲစိတ်ထဲမှာလည်းအဲ့လိုအညစ်အကြေးတွေတွေ့ဖို့ရမျက်စိနဲ့ကြည့်လို့တော့မရဘူးတဲ့ဒုက္ခနာမှာရှိတဲ့အညစ်အကြေးကိုမျက်စိနဲ့ကြည့်လို့မြင်ရတော့လဲစိတ်မှာရှိနေတဲ့အညစ်အကြေးကိုတော့မျက်လုံးကမရောက်နိုင်ဘူးတဲ့ဘာနဲ့ကြည့်ရမလို့ဆိုပညာနဲ့ကြည့်ရတတိနဲ့ကြည့်ရတတိထားပြီးတော့အတိပညာနဲ့ဆင်ញင်သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်စိတ်ရဲ့အညစ်အကြေးတွေဆိုတာတွေ့လာမှာဖြစ်တယ်ပေါ့အညစ်အကြေးဆွဲကပ်နေတဲ့စိတ်ဟာကြံ့ခိုင်မှုမရှိဘူးရင်းရိုက်ပြီးတော့နေတတ်တယ်အာယုန်နဲ့တွေ့လို့ရှိရင်ဒီအာယုန်ရဲ့နောက်ကိုလိုက်သွားပြီးတော့စိတ်ကိုထိန်းနိုင်စွာမရှိကြဘူးစိတ်အလိုဆန္ဒတိုင်းလိုက်ပြီးတော့မလုပ်တဲ့အလုပ်တွေလုပ်တယ်မပြောတဲ့အပြောတွေပြောလို့ဒုက္ခရောက်ကြတယ်ပေါ့မနိုင်ဘူးဆိုတဲ့လူတွေဟာစိတ်ဆန္ဒရှိတဲ့အတိုင်းပြောလိုက်တယ်စိတ်ဆန္ဒရှိတဲ့အတိုင်းလုပ်လိုက်တယ်ထိုပြောခြင်းလုပ်ခြင်းကြောင့်ဒုက္ခဖြစ်လာတယ်ဒီလိုဆိုတာပေါ့နော်ဒါကြောင့်မို့လို့စိတ်စောင့်ကြည့်ရပြီမြတ်စွာဘုရားစိတ်လေးကိုတတိနဲ့စောင့်ကြည့်ရ
စောင့်ကြည့်နိုင်မှုအတွက်တတိဟာအားပြော့နေလို့ရှိရင်လည်းသိမှာမဟုတ်ဘူးပေါ့ဟောမိမိဝတ်စားမှာဆွက်ကပ်နေတဲ့အညစ်အကြေးကိုပဂရိမျက်စိနဲ့ကြည့်လို့မှုံဝါးဝါဖြစ်နေမှမလူနဲ့ကြည့်ရအဲ့ဒါလိုပဲဒီတတိဟာမှုံဝါးဝါဖြစ်နေတယ်ဆိုလို့ရှိရင်တတိကောင်းလာအောင်လေ့ကျင့်ယူရမှာဖြစ်တယ်ပေါ့လောကလူတွေဟာနာနဲ့စောစောထပြီးတော့ physical exercise ဆိုတာကျန်းမာဖို့အတွက်လေ့ကျင့်ကြအဲ့ဒါလို့ကိုယ်ကာယကျန်းမာမှုကိုလေ့ကျင့်ကြတယ်လို့စိတ်ကိုလည်းပဲလေ့ကျင့်ပေးလို့ရှိရင်စိတ်ဟာလည်းကျန်းမာတန်ဆွမ်းလာနိုင်တယ်ပေါ့တတိတွေလေ့ကျင့်ယူရမယ်ရသော်ဘုရားသခင်ကိုရောမြတ်ကမဟာတတိပဋ္ဌာနာတုတ်မှာတတိလေ့ကျင့်ကံဆိုပြီးတမ္ပဇေညပပအနေနဲ့ဟောပြောထားတာရှိခုနှစ်ဌာနတတိနဲ့တွဲဖက်တာလည်းအသိပညာဖြင့်လေ့ကျင့်ပေးရမယ်အဲ့ဒါလို့လေ့ကျင့်လိုက်လို့ရှင်မိမိတဏ္ဍာမှာတတိတွေထားတတ်လာလိမ့်မယ်တတိထားရမှတတိမမူခူမမြင်နဲ့ကြီးတဲ့မြင်သာတဲ့အရာတောင်မှပဲတတိမမူလို့ရှိရင်မမြင်ဘူးပေါ့နော်တတိမူလို့ရှိရင်မြူတောင်မြင်တယ်လို့ဆိုတာတတိကြီးလာပြီတတိကောင်းလာပြီဆိုတဲ့အခါမှာအကုန်လုံးမြင်နိုင်စွမ်းရှိလာဒါကြောင့်မို့ကိုယ်စိတ်ကိုအခဲခတ်ဖို့အတွက်မြတ်စွာဘုရားသခင်ကိုရောမြတ်ကတတိပဋ္ဌာန်တုတ်ကိုဟောကြားဆုံးမတာဖြစ်တယ်သူ့ဘာသူအလိုလျောက်ဘာမှဖြစ်လာမှာမဟုတ်ဘူးလေ့ကျင့်ခြင်းသင်ကြားသူ့ဘာသူဖြစ်လာမယ်ဆိုရင်ကလေးတွေပဲကြောင်းထားเสียလို့မလို့နော်ကလေးတွေငယ်စဉ်တောင်ကြီးဘဝကနေပြီးကျောင်းနေပို့ကျူးရှင်နေပို့နဲ့လေ့ကျင့်နေကြတာပညာရအောင်သင်ကြရတာထို့တူပဲစိတ်လေးကိုဒီတိုင်းထားမယ်ဆိုရင်တော့သူကအစွမ်းတတ္တိတွေထက်လာမှာမဟုတ်ဘူးသူရဲ့အစွမ်းတတ္တိဖြစ်တဲ့တတိတို့ပညာတို့လေ့ကျင့်သင်ကြားပေးဖို့လိုအပ်တယ်ပေါ့စိတ်ကိုလည်းလေ့ကျင့်သင်ကြားပေးရမှာဖြစ်တယ်လောကလူတွေဟာတရိစ္ဆာန်တွေတောင်မှပဲလေ့ကျင့်သင်ကြားပေးလို့ရှိရင်အသုံးဝင်လာသေးတာပဲကိုယ်စိတ်ကိုလည်းလေ့ကျင့်သင်ကြားပေးဖို့လိုအပ်တယ်လေ့ကျင့်သင်ကြားလို့ရတယ်လို့ဒီလိုဆိုမဟာတတိပဋ္ဌာနာတုတ်မှာတတိနဲ့တမ္ပဇေညပေါင်းဖက်ပြီးတော့လေ့ကျင့်တဲ့နည်းကိုမြတ်စွာဘုရားဟောကြားထားတယ်အဲ့ဒါကိုမှတ်သားထားပြီးတော့ကိုယ့်ကိုနေ့စဉ်လေ့ကျင့်တဲ့အလုပ်ကိုလုပ်ကြည့်ပေါ့ဘာနဲ့လေ့ကျင့်ရမလို့ဆိုလို့ရှိရင်ထိုင်နေတဲ့အခါမှာဆိုရလို့ထိုင်နေတဲ့အခါမှာရှေ့တိုးမယ်ဆိုရင်လည်းတတိထားပြီးတော့တိုးနောက်ဆုံးမယ်ဆိုရင်လည်းအမှတ်တမဲ့မဆုံးလိုက်နဲ့တတိနဲ့ဆုံးဒါလေ့ကျင့်တာနော်ရှေ့ရွှေ့မယ်ဆိုရင်လည်းတတိနဲ့ရွှေ့အမှတ်တမဲ့မရွှေ့လိုက်နဲ့နောက်ရွှေ့မှာဆိုလို့ရှိရင်လည်းအမှတ်တမဲ့မရွှေ့လိုက်နဲ့တတိထားပြီးမှရွှေ့ဟောတာတတိကိုလေ့ကျင့်တာအဘိက္ခံတိပဋိက္ခံတိတမ္ပဇာလကာရီတတိရှိလာပြီဆိုရင်ဆင်ញင်တုံတရားကလည်းစဉ်းစားဉာဏ်လေးကလည်းပါလာအကယ်၍တတိမှမဖြစ်ဘူးဆိုရင်စဉ်းစားဉာဏ်မရှိဘူးဒါကြောင့်မို့တတိနဲ့အတိနှစ်ခုတွဲဖက်ပြီးတော့လေ့ကျင့်တာဒါကဒီကိုယ့်ရဲ့လှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့လေ့ကျင့်နောက်ကြည်တာရှုတာနဲ့လည်းပဲလေ့ကျင့်ရတဲ့ကြည်တာလားစောင်းငယ်ကြည်တာလားကြည်ပြီဆိုတာနဲ့တတိနဲ့အတိနဲ့ကြည်အဲ့ဒါလို့တတိနဲ့အတိနဲ့ကြည်လာပြီဆိုရင်အကြည်နဲ့ပတ်သက်ပြီးတော့တတိတွေရှိလာနောက်တစ်ခါလက်ကွေးခြေကွေးလက်ဆန့်ခြေဆန့်လက်ကွေးဆန့်ကွေးတာဆန့်တာခြေတော့ကွေးတာဆန့်တာတတိနဲ့ကွေးတယ်တတိနဲ့ဆန့်တယ်ဒါလည်းတတိယလေ့ကျင့်ပေးရမယ်အရာဖြစ်တယ်နောက်တစ်ခုကျတော့အဝတ်စားပြင်ဆင်ဝတ်တယ်အိုးခွဲပကံကိုင်းတယ်တွေ့တယ်ဆိုတဲ့အခါမှာလည်းတတိနဲ့အဝတ်စားပြင်ဝတ်ရမယ်တတိနဲ့အိုးခွဲပကံကိုင်းရမယ်လို့ဒီလိုဆိုနောက်တစ်ခုကျတော့စားတာတောက်တာစားတာတောက်တာနဲ့လည်းတတိနဲ့စားတတိနဲ့တောက်တာဖြစ်တယ်လေ့ကျင့်ပေးရမယ်
သွားတယ်လာတယ်ရက်တယ်ဆိုတဲ့အခါမှာလည်းတတိနဲ့ပဲလေ့ကျင့်ပေးရတယ်နောက်ဆုံးမှအိမ်သာထဲဝင်တာတို့စကားပြောတာတို့အိတ်ထားတို့တိတ်တိတ်နေတာတို့ကစပြီးတော့ကိုယ့်ကိုတတိကတ်နေဖို့လိုအပ်တယ်လေ့ကျင့်တယ်အဲ့ဒါလို့ခုနှစ်ဌာနမှာလေ့ကျင့်ပေးခြင်းအပြင်မိမိရဲ့တဏ္ဍာမှာတတိစွမ်းအားတွေတက်လာနိုင်တယ်လို့ဒီလိုဆိုတာနော်ဘာလို့တတိနဲ့တော့တခုလေ့ကျင့်နေရတော့ဘာသတိပဋ္ဌာန်သုံးမှာလာတဲ့အတိုင်းသွားနေရင်သွားနေတယ်လို့တတိထားဒါတမန်အဖြစ်ပြောမယ်ဆိုရင်ကိုသွားတာကိုသိတာပဲကိုထိုင်းတာကိုသိတာပဲကိုအိတ်တာလည်းကိုသိတာပဲလို့ပြောကောင်းပြောလိမ့်မယ်တေချာစဉ်းစားကြည့်လူကသွားနေတယ်လို့ဆိုပေမဲ့လို့ခြေထောက်ကသာလှမ်းနေတာစိတ်ကတခြားရောက်တယ်နော်သွားနေတာနဲ့စိတ်နဲ့ဟာတစ်ထပ်တည်းမဖြစ်ဘူးလူကထိုင်တော့ထိုင်နေတာပဲဒါပေမဲ့ထိုင်နေပါလားဆိုတဲ့ပုံမှာအတိမရောက်ဘူးတခြားနေရာရောက်ပြီးတော့တွေးချင်ဟာတွေးနေတယ်ပေါ့လဲလျောင်းအိတ်ဆက်နေတယ်ဆိုတဲ့အချိန်မှာလည်းပဲငါအိတ်နေတာပါလားလို့တတိမရောက်ဘူးတခြားနေရာစိတ်ရောက်နေတယ်အဲ့တော့လုံနေတာကတခြားစိတ်ရောက်နေတာကတခြားအမြဲတမ်းဖြစ်နေစိတ်နဲ့ကိုယ်ရဲ့လှုပ်ရှားမှုတွေဟာတလွဲတွေကြီးပဲဖြစ်နေတယ်ပေါ့ဥပမာပါနဲ့တူလို့ဆိုရင်အိမ်တကားဖွင့်ထားပြီးတော့ရှောက်လဲနေတဲ့သဘောဖြစ်တာပေါ့ခန္ဓာကိုယ်ကြီးကလှုပ်ရှားနေတော့လဲတတိကလှုပ်ရှားမှုပေါ်မှာလုံးဝကပ်မနေဘူးတခြားတွေရှောက်တွေးနေတယ်ဆိုဒါကြောင့်မို့လို့အိမ်သားထဲချော်လဲတယ်တို့ရေချိုးခန်းထဲချော်လဲတယ်တို့နော်လမ်းပေါ်ချော်လဲတယ်တို့တတိမကပ်ဘူးလေတတိကတခြားရောက်နေတယ်လောကလူတွေဟာအဲ့ဒီလိုဖြစ်နေလို့မိမိရဲ့စိတ်ကိုတတိဖြင့်စောင့်ကြည့်ဖို့ရကြိုးစားအားထုတ်ကြအောင်ဖြစ်တယ်ဒီလိုဆိုတာပေါ့နော်တတိဖြင့်စောင့်ကြည့်နေဒါကြောင့်မို့မဟာစီဆရာတော်ဘုရားကြီးတို့ရိတ်တံမှာကမ္မထာပြတဲ့ဆရာသွားရင်သွားတယ်မှတ်ရမယ်ထိုင်ရင်ထိုင်တယ်လို့မှတ်စားရင်စားတယ်လို့မှတ်အိပ်ရင်အိပ်တယ်လို့မှတ်ဆိုတာမျိုးသွန်သင်ဆုံးမပေးတာတတိကိုလေ့ကျင့်ခြင်းပဲဖြစ်တယ်ပေါ့တတိလေ့ကျင့်မှုအာယုံ၄မျိုးပဲမြတ်စွာဘုရားဟောထားတယ်၄မျိုးကဘာလို့ဆိုရင်ကိုယ်ကာယနဲ့ပတ်သက်ပြီးတော့လည်းပဲတတိကိုလေ့ကျင့်ရကိုယ်ကာယဆိုတာကာယ ानु ပတနာပေါ့နော်ကာယ ानु ပတနာဆိုတာထွက်လေဝင်လေဆိုတာလေကိုယ်နဲ့ဆက်ကိုကာယ ानु ပတနာသွားလာလှုပ်ရှားမှုပြောဆိုမှုတွေကလည်းကိုယ်ကာယနဲ့ဆက်ဆက်နေလို့ကာယ ानु ပတနာနောက်ဆုံးမှာရှိနေတယ်ဗျဒီချွန်စရာတွေမတင့်တယ်တဲ့အရာတွေဒါတွေအားလုံးကလည်းကာယ ानु ပတနာတွေကိုယ်ကာယနဲ့ပတ်သက်ပြီးတော့လေ့ကျင့်ရမယ်ချက်။နောက်တစ်ခုလေ့ကျင့်ဖို့အာယုံထားဖို့ရတာပါစိတ်ရဲ့ခံစားချက်ပေါ့။စိတ်ရဲ့ခံစားချက်ဆိုတာစိတ်ညစ်တာလဲစိတ်ရဲ့ခံစားချက်ပဲ။စိတ်မချမ်းမသာဖြစ်တာလဲစိတ်ရဲ့ခံစားချက်ပဲ။ဝမ်းသာတာလဲစိတ်ရဲ့ခံစားချက်ပဲ။ဝမ်းသာတာလည်းမဟုတ်ဘူးဝမ်းနေတာလည်းမဟုတ်ဘူးပုံမှန်အနေထားအာယုံကိုသိပြီးတော့အတွေ့အကြုံရနေတာလဲစိတ်ရဲ့ခံစားချက်ပဲလို့ဝေဒနာနဲ့ပတ်သက်ပြီးတော့တတိထားဖို့လိုအပ်တယ်ဝေဒနာဆိုတာယောဂဝေဒနာကိုပြောတာမဟုတ်ဘူးစိတ်ရဲ့ခံစားချက်နော်ပြောတယ်မပြောဘူးဆိုတဲ့စိတ်ရဲ့ခံစားချက်တွေဝေဒနာလို့ပြောနောက်တစ်ခါစိတ်ဓာနုပဒနာကိုယ်စိတ်လေးရဲ့အခြေအနေကိုသုံးသပ်ကြည့်တယ်ငါစိတ်ထဲမှာလိုချင်တဲ့သဘောတရားတွေရှိနေသလားသို့မဟုတ်လိုချင်တဲ့သဘောတရားတွေမရှိဘူးလားငါစိတ်ထဲမှာအလိုမကျတဲ့ဒေါသတွေဖြစ်တတ်သလားမဖြစ်တတ်ဘူးလားဒါတွေကိုလေ့လာသုံးသပ်တာစိတ်ဓာနုပဒနာလို့ခေါ်တယ်အမြဲတမ်းစောင့်ကြည့်တယ်ဉာဏ်နာတွေဉာဏ်နဲ့မိမိတဏ္ဍာမှာရှိတဲ့တဘာဝတရားတွေခန္ဓာ၅ပါးတို့အာရဏ12ပါးဓာတ်18ပါးအစခန္ဓာကိုယ်နဲ့ဆက်ဆက်နေတဲ့ဉာဏ်နဲ့တရားတွေမှန်သမျှဓမ္မာနုပဒနာလို့ကာယ ानु ပဒနာဝေဒနာ ानु ပဒနာစိတ် ानु ပဒနာဓမ္မာ ानु ပဒနာဟောဒီတတိလေးကိုလေ့ကျင့်ဖို့အတွက်ခုလိုဟောကြားဆုံးမထားတာဖြစ်အဲ့ဒါတွေကိုလေ့ကျင့်ပေးမှ
ကိုယ့်ရဲ့စိတ်ကလေးထဲမှာအညစ်အကြေးတွေဆွဲကပ်မှာမဟုတ်ညစ်ကြေးတွေဆွဲကပ်နေလို့ရှင်လည်းဖို့လျှော်လို့ရမိမိအဝတ်အစားဝတ်တဲ့အခါမှာအညစ်အကြေးတွေမကပ်အောင်တဏ္ဍပြတ်မြတ်ခြေမိုးချိုးပြီးတော့တတ်မြတ်တဲ့နေရာမှာထိုင်တတ်မြတ်တဲ့နေရာမှာအိတ်အညစ်အကြေးမကပ်အောင်ထိမ့်သိမ်းဆောက်ရှောက်တယ်ကိုယ်စိတ်လေးကိုလည်းအခုလိုတတိပဌာန်အာယုံ၄မျိုးနဲ့စောင့်ကြည့်ပြီးတော့စိတ်ထဲမှာအညစ်အကြေးတွေမကပ်အောင်လေ့ကျင့်တဲ့နည်းတွေရသော်ဘုရားဟောကြားဆုံးမထားတာဖြစ်တယ်အဲ့ဒါကိုပဲတရားထုတ်တယ်လို့ပြောတာနော်ကမ္မထာထုတ်တယ်ဆိုတာဟာစိတ်ရဲ့အညစ်အကြေးတွေကိုတွန်းလှန်ဖယ်ရှားဖို့ကြိုးစားနေခြင်းပဲဖြစ်တယ်လောကလူတွေကနာနဲ့စောစောထားပြီးတော့ physical exercise တော့လုပ်ကြတယ်လမ်းလျှောက်ကြတယ်ကျန်းမာရေးလိုက်စားကြတယ်နော်ကိုယ်ကာယတန်ဆွမ်းမှုတစ်ခုတည်းကိုပဲအာရုံစိုက်ပြီးတော့လုပ်ကြတယ်ကိုယ်ကာယတန်ဆွမ်းမှုကိုအကြောင်းပြုပြီးတော့စိတ်ကြည်နူးမှုတွေတော့ဖြစ်တယ်သို့တော့စိတ်ထဲမှာအငြိအကျေးတွေဆွဲကပ်နေတာကိုတတိမမှုဘူးဆိုလို့ရှိရင်စိတ်ထဲကအငြိအကျေးတွေဟာများတယ်များလာတဲ့အခါမှာလူရဲ့စိတ်တွေမှာအငြိအကျေးတွေလွှမ်းမိုးထားသည့်အတွက်ကြောင့်ဖြူစင်မှုတန်ရှင်းမှုအားနည်းလာပြီးတော့လူတွေဟာမကောင်းတဲ့စိတ်တွေပေါ်လာတယ်ဒါကြောင့်မို့ပြောကြတယ်ဒီလူကစိတ်ကောင်းနှလုံးကောင်းမရှိဘူးဒီလူကစိတ်ထားမဖြူစင်မှုနဲ့ပြောကြတယ်အဲ့ကြတော့မှအဲ့တော့စိတ်ထားဖြူစင်နေအောင်ကိုယ့်ကိုလေ့ကျင့်ပေးဖို့မြတ်စွာဘုရားသခင်ကိုရမြတ်ကအာရခသုတ်တံမှာဟောထားတာလေးကိုမှတ်သားပြီးတော့နေ့စဉ်နဲ့အမျှကိုယ်စိတ်လေးကိုပြုပြင်ဖို့ရဒီဒေသနာတော်ကိုမှတ်သားနာယူထားကြရမှာဖြစ်တယ်စိတ်ကိုတတိဖြင့်စောင့်ကြည့်ရမည်မြတ်စွာဘုရားစိတ်ဆိုတာကိုယ်စိတ်ကိုပြောတာသူများစိတ်ကိုစောင့်ကြည့်ရမှာမဟုတ်ဘူးကိုယ်စိတ်ကိုတတိဖြင့်စောင့်ကြည့်ရစောင့်ကြည့်ဖို့ဆိုတာတတိရှိရမယ်လို့ဒါဖြင့်ပညာမပါဘူးလားလို့ဆိုပါတာပေါ့တတိရှိမှပညာဆိုတာဖြစ်တယ်တတိမပါရင်ပညာမဖြစ်ဘူးတဲ့စာပေကျမ်းဂန်ထဲမှာနာဟိတတိဝိရဟိတာပညာနာမအဋ္ဌိတတိမပါတဲ့တတိကင်းတဲ့ပညာဆိုတာမရှိဘူးဒါကြောင့်မို့ဒီနှစ်ခုကိုမြတ်စွာဘုရားကတတိတမ္ပစင်ညလို့ဆိုပြီးတော့တွဲဖက်ပြီးဟောတာတတိကတတိတမ္ပစင်ညကပညာဒီနှစ်ခုပေါင်းစပ်ထားမှအမှန်ကန်ကိုသိနိုင်စွမ်းရှိပြီပေါ့တစ်ခုတည်းနဲ့မရဘူးနှစ်ခုပေါင်းစပ်ရစာအုပ်ဖတ်တဲ့အခါမှာကြည့်စာအုပ်လေးတစ်အုပ်ဖတ်ချင်လို့ရှိရင်စာကိုကြည့်တာကမျက်လုံးနော်စာအုပ်ကိုဖွင့်ပေးတာကလက်မပါရင်လည်းစာကြည့်လို့မရဘူးမျက်လုံးမပါရင်လည်းစာကြည့်လို့မရဘူးနှစ်ခုပေါင်းစပ်ပြီးတော့လုပ်တယ်ဆိုတဲ့သဘောလေးကိုသေချာစဉ်းစားကြည့်နော်လက်ကစာအုပ်ကိုဖွင့်ပေးတယ်မျက်လုံးကကြည့်တယ်မျက်လုံးကစာအုပ်ကိုဖွင့်မပေးနိုင်ဘူးကြည့်ရုံပဲကြည့်နိုင်တယ်လက်ကလည်းပဲစာအုပ်ကိုဖွင့်ရုံဖွင့်တာမကြည့်နိုင်ဘူးသူနော်အဲ့ဒီသဘောကိုစဉ်းကျင်စဉ်းစားကြည့်ဒီသဘောပဲလမ်းလျှောက်တယ်ဆိုပါစို့လမ်းလျှောက်တယ်ဆိုတဲ့အခါမှာခြေထောက်ကသာလမ်းလျှောက်တာလေသို့တော့ခြေထောက်ကလမ်းမှာဂျိုင်းရှိသလားကျင်းရှိသလားဆူညောင်းခလုတ်ရှိသလားသူမကြည့်နိုင်သူကမမြင်ဘူးမြင်တာကကြည့်ပေးရမှာကမျက်လုံးကကြည့်ပေးလမ်းကရှောင်ဒီနှစ်ခုပေါင်းစပ်လိုက်မှအလုပ်တစ်ခုဆိုတာဖြစ်တာအနည်းဆုံးနှစ်ခုပေါင်းစပ်ပြီးတော့လုပ်နေတယ်ဆိုတဲ့သဘောတရားလေးကိုစဉ်းကျင်စဉ်းစားကြည့်ပေါ့ဒါကြောင့်မို့အခုလည်းပဲစိတ်ရဲ့ဖြစ်ပုံတွေကိုစိတ်ဓာနုပဒနာသဘောစိတ်ကိုတတိဖြင့်စောင့်ကြည့်ဖို့လိုအပ်တယ်မြတ်စွာဘုရားကဒီသုတ်တံမှာအာရခသုတ်တံမှာဘယ်လိုဟောတော့ဆိုစတုတုဘိက္ခဝေထာလေတုဒီအချက်၄ချက်စတုတုထာလေတုမဟာသတိပဋ္ဌာန်သုတ်မှာတော့စိတ်ဓာနုပဒနာလို့ဟောတယ်အခုဒီသုတ်တံမှာကျတော့စတုတုထာလေတုအချက်၄ချက်မှာအာယုံ၄ရပ်ဒီကိစ္စ၄မျိုးမှာအတ္တရူပေနကိုကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်ကိုအကျိုးရှိအောင်လုပ်ချင်တယ်စိတ်ဓာတ်ဖြူစင်အောင်ကြိုးစားချင်တယ်ဒါကိုအတ္တရူပလို့ခေါ်တယ်ကိုယ့်ရဲ့အကျိုးစီးပွားကို
မြတ်နိုးခင်မင်တဲ့ပုဂ္ဂိုလ်ဟာကိုကောင်းကျိုးချမ်းသာရအောင်လုပ်ချင်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာတဲ့အပမဒေါရှင်မှုမေးလျော်ခြင်းကင်းတဲ့တတိလို့ဆိုရတဲ့စေတသောအာရခောစိတ်ရဲ့စောင့်ကြည့်မှုကိုကရဏီရောလုပ်ရမယ်လို့ဟောမြတ်စွာဘုရားဒီလိုဟောဒီအချက်၄ချက်နဲ့ပတ်သက်လာလို့ရှိရင်အပမဒလို့လည်းခေါ်တယ်တတိလို့လည်းခေါ်တယ်စေတသောအာရခောလို့လည်းခေါ်တယ်ဒီတတိလေးကိုပြောတာအပမဒဆိုတာရင်မှုမေးလျော့ပြီးတော့မနေဘူးတဲ့ရှင်မှုမေးလျော့နေတယ်ဆိုတာဘယ်လိုဟာလို့စဉ်းစားကြည့်နော်ဘဝတစ်ခုရလာတဲ့အခါမှာလူတွေဟာကိုယ်ဘဝလေးကိုဒီကုသိုလ်ကောင်းမှုလုပ်ဖို့ရမေ့နေကြဘူးမေးကိုမတည်တော့မဲ့ပုံနော်မအိုတော့မဲ့ပုံမနာတော့မဲ့ပုံနဲ့လုပ်နေကြတာလေအဲ့ဒါမေ့လျော့နေတယ်လို့ခေါ်တယ်မေ့လျော့ကိုယ်ဘဝလေးနဲ့ကိုရစ်မှုနေကြရှင်မှုနေတယ်ဆိုတာအကောင်းထင်ထာဝရလို့ထင်နေတယ်အကောင်းတွေထင်နေတယ်ရှင်မှုနေကြအဲ့ဒီရှင်မှုတဲ့အပေါ်မှာမေ့လျော့မှုတွေဖြစ်ပေါ်နေတာကိုပမာဒလို့ခေါ်တယ်အဲ့ဒီလိုရစ်မှုမေ့လျော့ပြီးတော့မနေခြင်းဟာအပမာဒပဲအပမာဒဟာအလုံးကိုအရေးကြီးတယ်ကိုရစ်မှုမေ့လျော့ပြီးတော့မနေနဲ့ကိုရထားတဲ့အခိုက်အတန့်လေးဟာတခဏလေးပဲဥပမာပဲကြည့်နော်လူတွေဟာစဉ်းစားကြည့်မယ်ဆိုရင်အိမ်တိုင်းမှာလည်းပဲနာယီရှိကြတယ်လူတိုင်းလိုနီးလက်ပတ်နာယီတွေရှိကြတယ်ဘာလို့ဖို့လဲအချိန်သိဖို့ဆိုပြီးတော့ထားကြအဲ့ဒီမှာအချိန်ကုန်သွားတာတော့လူတွေသိကြတယ်မနေ့ကုန်ရင်နေ့လည်ရောက်တယ်နေ့လည်ကုန်ရင်ညနေရောက်တယ်ညနေကုန်လို့ရှိရင်ညရောက်လာညကုန်သွားတော့မနေ့ရောက်တယ်အချိန်ကုန်သွားတာကိုတော့သိလိုက်တယ်အချိန်နဲ့တပြေးညီကိုယ်တဏ္ဍာမှာရှိတဲ့နုပြုမှုတွေကုန်သွားတာကြတော့မသိဘူးဟောနုပြုမှုတွေပါသွားပြီအိုတယ်ဆိုတာချက်ချင်းကြီးဝုန်းတိုင်းအိုသွားတာမှမဟုတ်တာဒီကနေ့ရုပ်ရည်ဟာလက်ပြန်မှမရှိတော့အလားတူထပ်လာတာမို့တောင်းလဲမှုတွေသိမထင်ရှားသေးလို့မသိတာ10နှစ်လောက်ဆိုသိသွားပြီအနှစ်20လောက်ဆိုအများကြီးသိသွားပြီနော်အဲ့ဒီအနှစ်20မှအိုးလာတာမှမဟုတ်တာစက္ကန့်တစ်စက္ကန့်ပြီးတစ်စက္ကန့်တစ်စက္ကန့်ပြီးတစ်စက္ကန့်လူရဲ့တဏ္ဍာမှာရှိတဲ့ယုတ်တရားနတ်တရားတွေဟာပြောင်းလဲဖြစ်ပေါ်နေတာပေါ့နော်အချိန်နဲ့အမျှလူရဲ့ခန္ဓာကိုယ်မှာရှိတဲ့အရာတွေကပြောင်းလဲနေတာတွေဖြစ်တယ်ပေါ့အဲ့ဒီလိုအချိန်နာကုန်သွားတာသိပြီးတော့ကိုယ်တဏ္ဍာမှာရှိတဲ့အရာတွေကုန်သွားတာကိုတော့လူတွေဟာတတိပဋ္ဌာမိကြဘူးအဲ့ဒါကိုတတိထားရမယ်လို့ဆိုလို့ပေါ့နော်အဲ့ဒါကိုတတိမထားမိတာကိုပမာဒလို့ခေါ်တယ်ရင်မှုနေတယ်မေးလျော့နေတယ်ငယ်သေးတဲ့ပုဂ္ဂိုလ်ကလည်းပဲငါငယ်သေးတယ်ဆိုစဉ်းစားဘူးကောင်းတာလို့ကိုသိမတွေးဘူးနော်ကျမ်းမာတယ်ဆိုတဲ့ပုဂ္ဂိုလ်ကလည်းငါကျမ်းမာတယ်ကိုမသေးသေးဘူးပဲယူဆကျမ်းမာတယ်ယောဂမဖြစ်ဘူးလို့ပဲရှင်းမှုနေတယ်အသက်ရှင်းနေတဲ့ပုဂ္ဂိုလ်ကလည်းပဲငါအသက်ရှင်းအောင်မယ်ဆိုပြီးတော့ရှင်းမှုနေတာလှုပ်တဲ့လှုပ်ထိုက်တာတွေမလှုပ်ပဲနဲ့60လမ်းเสียမထင်မဲနဲ့ကိုယ်ခန္ဓာကိုယ်ရဲ့အစင်သာဝရမြည်ရည်ကြီးပမာစီးပြီးတော့ဆုပ်ယုပ်နေတဲ့အနေအထားတွေကိုမသိပဲနဲ့ပြောခြင်းသလိုပြောနော်အချိန်လေးဖြုံးခြင်းသလိုဖြုံးမအိုတော့မဲ့ပုံမနာတော့မဲ့ပုံမသေးတော့မဲ့ပုံနေနိုင်တာပမာဒလို့ခေါ်တယ်အဲ့ဒီပမာဒရဲ့ဆန့်ကျင်ဘက်ကိုအပမာဒပြောတယ်အေးလုံးတဲ့လုံးထိုက်တာကဘာလဲငါထာဝရမဟုတ်ဘူးဟောအချိန်နဲ့အမျှငါဟာရွှေရှားနေပါလားရှိတဲ့အချိန်လေးမှာဥပမာမနဲ့လုပ်ရမယ့်အလုပ်လေးဟာမလုပ်လိုက်လို့ရှိရင်နေ့လယ်မှလုပ်လို့မရတော့နေ့လယ်လုပ်မဲ့အလုပ်လေးကိုမလုပ်လိုက်လို့ရှိရင်ညနေမှလုပ်လို့မရသူဟာနဲ့သူလာနေတာပေါ့
ကုံသွားတဲ့အချိန်လေးတစ်ခုကိုပြန်ယူလို့ရမလားဆိုမရဘူးမနေ့တုန်းကလုပ်ရမယ့်လုပ်တွေမနေ့တုန်းကဖြစ်ရမယ့်ကုသိုလ်တွေခဏမှလုပ်လို့ရှိရင်မနေ့ကဖြစ်ရမယ့်ဟာတွေပြန်ဖြစ်အောင်လုပ်လို့မရဘူးလေခဏလုပ်တာခဏပဲအဲ့ဒါလို့ဆုံးရှုံးနစ်နာမှုတွေဟာအကျင့်ပေါင်းများစွာများလာတတ်တယ်တဲ့အဲ့ဒါလို့များလာမှန်သိတာကိုကျတော့အပ္ပမာဒလို့ခေါ်တယ်တတိဆိုတာကိုလိုရမယ့်ကိစ္စကိုအမှတ်ရနေတာစေတာသောအာရခောစိတ်ကိုထိမ့်သိမ်းဆောက်ရှောက်နေတာစိတ်ရဲ့အခြေအနေရဆင်ញင်သုံးသပ်ပြီးတော့ထိမ့်သိမ်းဆောက်ရှောက်နေတာစေတာသောအာရခောအဲ့တော့ဒီမြတ်စွာဘုရားဒီအချက်၄ချက်နဲ့ပတ်သက်ပြီးတော့တတိထားဖို့တတိနဲ့စောင့်ကြည့်ဖို့မိမိစိတ်ကိုတတိနဲ့စောင့်ကြည့်ရမယ်လို့ဒီလိုဟောတယ်၄ခုကဘာလဲလို့ဆိုနံပါတ်1ကမာမေရစနိယေတုဓမ္မေတုစိတ်တံရစ္စီခဏကမျက်စိနဲ့မြင်တဲ့အာယုံနားနဲ့ကြားတဲ့အသံအာယုံနှာခေါင်းနဲ့လမ်းရှူရတဲ့အနံ့အာယုံလျှာနဲ့လဲရတဲ့အရာသာအာယုံခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့ထိတွေ့အာယုံစိတ်ထဲမှာကြံစီပြီးသိရတဲ့ကြံတွေးမှုအာယုံဆိုအဲ့ဒီအာယုံတွေကနှစ်သက်စရာမျက်နှိုးစရာခင်မင်စရာကောင်းလာလို့ရှိရင်စိတ်ကအဲ့ဒီပေါ်မှာနှစ်ချိုက်တယ်မျက်နှိုးတယ်တွေ့တာတယ်တတ်မဲ့တယ်ဟုတ်လားတတ်မဲ့စရာအာယုံတွေ့ရင်စိတ်ကတတ်မဲ့သွားတတ်မဲ့သွားလိုက်လို့ရှိရင်သူဟာမူးမိသွားစိတ်လေးကအဲ့ဒီအာယုံပေါ်မှာနှစ်ချိုက်ပြီးတော့တရားဓမ္မတွေမေးလျော့ပြီးတော့သွားတယ်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကနှစ်သက်စရာမျက်နှိုးစရာအာယုန်တွေနဲ့တွေ့လာလို့ရှိရင်အဲ့ဒီအာယုန်တွေပေါ်မှာငါရဲ့စိတ်လေးကိုမတတ်မဲ့အောင်မတတ်မဲ့စေရဘူးဆိုပြီးတတိနဲ့ထိမ့်သိမ်းဆောက်ရှောက်ပါတတိနဲ့ထိမ့်သိမ်းဆောက်ရှောက်ပါတတ်မဲ့တယ်မတတ်မဲ့ဘူးဆိုတာစဉ်းစားကြည့်ကိုကြိုက်တဲ့အစားအစာလေးမြင်မစားဘဲမနေနိုင်ဘူးလေနော်ကိုကြိုက်တဲ့မြင်ကွင်းကိုကြိုက်တဲ့အသံကိုကြိုက်တဲ့အနံ့ဒါတွေမြင်လို့ရှိရင်စိတ်ကမထိန်နိုင်တချို့မတည့်ဘူးဆိုတောင်မှပဲစားလိုက်အောင်ပဲအချို့နဲ့မတည့်ဘူးစီးကြိုရှိတယ်စားလိုက်အောင်ပဲပြီးမှဆေးတောက်မယ်နော်လောကမှာတတ်မဲ့စရာအာယုန်နဲ့တွေ့ရင်စိတ်ကိုမထိန်နိုင်ဘူးဆိုတာမျိုးတွေကြောင့်ဒုက္ခရောက်ကြတယ်ပေါ့အဲဒါကြောင့်မို့လို့တတိထားပြီးတော့ငါစိတ်လေးဟာဒီတတ်မဲ့เสียအာယုန်နဲ့တွေ့ရင်မတတ်မဲ့เสียဘူးလောဘနဲ့မတွဲเสียဘူးဆိုပြီးတော့တတိထားဆောင်ကြည့်ဥပမာဘာနဲ့တူတော့ဆိုလို့ရှိရင်လေကလေးညိုချားမှာနွားကြောင်းနဲ့တူတူနွားကြောင်းကဟိုဘက်ကလည်းပဲလေရှိတယ်ဒီဘက်ကလည်းလေရှိတယ်အဲ့ဒီနှစ်ခုချားမှာနွားကြောင်းနေတဲ့လူတစ်ယောက်ဒီဟိုဘက်လေကိုစားရင်လည်းပဲဓာန်ရိုက်ခံရမယ်ဒီဘက်လေကိုလည်းစားရင်ဓာန်ရိုက်ခံရမယ်နွားဆိုတာစိမ့်စိမ့်မြင်စားချင်တာလူရဲ့စိတ်ဟာလည်းပဲထို့တူပဲစိမ့်စိမ့်လေးမြင်လို့ရှိရင်စားချင်တယ်ဆိုတာလိုပဲတတ်မဲ့တယ်တတ်မဲ့စရာအာယုန်တွေ့လို့ရှိရင်တတ်မဲ့တတ်တယ်ပေါ့ဒါကြောင့်မို့နွားချောင်းသမားဟာနွားကိုဟိုဘက်စဘာပင်ကိုမစားရအောင်ဒီဘက်စဘာပင်ကိုမစားရအောင်အလေကျောမှာရှိတဲ့မျက်လေးနဲ့တင်ကျဉ်တ်အောင်ထိမ့်သိမ်းဆောက်ရှောက်အောင်မထိမ့်သိမ်းလို့ဟိုဘက်ဆွဲစားရင်ဟိုဘက်လည်းကင်းရှင်တန်တက်ဒီဘက်ဆွဲစားပြန်တော့ဒီဘက်ဆင်ကတန်တက်ပြန်အဲ့ဒီလိုလေကွင်းနှကွင်းကြားမှာနွားကိုထိမ့်သိမ်းဆောက်ရှောက်ရတယ်လို့နွားနဲ့အလားတန်တူတဲ့လူရဲ့စိတ်ကိုလည်းပဲတတ်မဲ့စရာအာယုန်ဒီပေါ်မှာမတတ်မဲ့အောင်ထိမ့်သိမ်းဆောက်ရှောက်အောင်မှာလို့မြတ်စွာဘုရားမဆောင်လို့ရှိရင်ဘာဖြစ်လဲတဏှာတွေဖြစ်လာလောဘတွေဖြစ်လာတယ်မထိမ့်သိမ့်သည့်အတွက်ကြောင့်သူများပစ္စည်းကိုလိုချင်တာတို့ဒါမျိုးတွေဖြစ်လာတယ်အဲ့ဒါတွေကအယုဆိုးတဲ့အဆင့်ထိအောင်ရောက်သွားပြီပေါ့နော်ဒါကြောင့်မို့လို့နှစ်သက်စရာအာယုန်နေနဲ့တွေ့တဲ့အခါမှာငါးစိတ်လေးဟာအဲ့ဒီအာယုန်ကိုမနှစ်သက်စေရဘူးလောဘမဖြစ်စေရဘူးလို့ထိမ့်သိမ့်ဆောက်ရှောက်ရမယ်တဲ့နောက်ဒုတိယကဘာလို့ဆိုမာမေဒေါသနိယေတုဓမ္မေတုစိတ်တံဒုတ်တိအေးတချို့အာယုန်ကြတော့နှစ်မုန်းတီးစရာကောင်းဒေါသဖြစ်စရာအာယုန်နေနဲ့တွေ့လာလို့ရှိရင်စိတ်ထဲမှာဒေါသဆိုတာဖြစ်လာတတ်တယ်နော်
လူချင်းချင်းနေကြတဲ့အခါမှာတူနဲ့တူပေါ်မှာစိတ်အလိုမကျဒေါသတွေဖြစ်ကြနော်ဒီလိုပြောရမလားဒီလိုလုပ်ရမလားငါခိုင်းထားတာမလုပ်ရကောင်းလားစသဖြင့်ပေါ့နော်နမောနမဲ့နိုင်ရကောင်းလားဆိုတာမျိုးတွေနဲ့ပြင်းမားเสียဒေါသဖြစ်เสียအာယုံတွေ့လာလို့ရှိရင်စိတ်ကလေးကဒေါသဖြစ်လာတယ်အဲ့ဒါမျိုးမဖြစ်ရအောင်လဲတတိနဲ့ထားပြီးတော့ထိန်းသိမ်းဆော့ရှော့ပါဒီလိုဆိုလိုတာကလောဘမဖြစ်အောင်လဲထိန်းဒေါသမဖြစ်အောင်လဲထိန်းလောကလူတွေကတော့ဒေါသဖြစ်เสียရှင်ဂုံယူပြီးတော့ဒေါသဖြစ်ကြနော်ဒေါသဖြစ်ကြဟာစိတ်တူတယ်ငါစိတ်လာမစမ်းနဲ့ဆိုတာမျိုးကလှုပ်သေးတယ်သူတို့ကနော်ဒေါသဖြစ်တာကိုပဲကိုယ့်ကိုခုံယူပြီးတော့ပြောပြီးတော့အဲ့ဒီလိုလှုပ်တယ်မြတ်စွာဘုရားကထိမ့်ပါတဲ့နောက်တစ်ခုကမာမေမောဟနိယေတုဓမ္မေတုမာမုံရှိအေးတွေးဝေးစရာအာယုန်နေနဲ့ပတ်သက်လာလို့ရှိရင်ငါစိတ်လေးမှာတွေးဝေးမနေစေတွေးဝေးတယ်ဆိုတာဘာလဲလှုပ်တင်တာနဲ့မလှုပ်တင်တာကြံတွေးလိုက်တဲ့အခါမှာလှုပ်တင်တာလားမလှုပ်တင်တာလားမဆုံးဖြတ်နိုင်မဆုံးဖြတ်နိုင်ရုံနဲ့မကဘူးမလှုပ်တင်တာကိုလှုပ်တင်တယ်လို့ထင်တယ်လှုပ်တင်တာကြတော့မလှုပ်တင်ဘူးလို့ထင်တယ်အဲ့ဒါကိုတွေးဝေးတယ်လို့ခေါ်တယ်နော်အမှန်မသိဘူးပြောတဲ့စကားလားမပြောတဲ့စကားလားမသိသည့်အတွက်ကြောင့်မပြောတဲ့စကားပြောချလိုက်ရင်ပြဿနာတက်သွားတယ်ပြောတဲ့စကားမပြောလိုက်ရလို့ရှင်လည်းအခွင့်အရေးတွေဆုံးရှုံးသွားဟောဒီလိုဆိုတာအဲ့ဒါမောဟဖြစ်လာလို့ရှင်မောဟတွေးဝေစရာဖြစ်လာတဲ့အာယုန်တွေပေါ်မှာလဲပညာနည်းသည့်အတွက်ကြောင့်တွေးဝေမှုတွေမဖြစ်ရအောင်ကိုယ့်ကိုထိမ့်သိမ်းဆောင်ဒီကိုထိမ့်သိမ်းပေးရမယ်မဖြစ်စေနဲ့လို့အဲ့တော့ဒီလိုထိမ့်သိမ်းဆောင်နောက်တစ်ခုကတော့ဘာလို့နံပါတ်၄ကမာမေမထနီယေတုဓမ္မေတုစိတ်တမစ္စိဥစိတ်လေးကရင်မူးစီတတ်တဲ့အာယုန်တွေပေါ်မှာလဲရင်မူးသွားတတ်တယ်နော်ရင်မူးတယ်ဆိုတာဘယ်လိုဟာခေါ်လာလဲရင်မူးမျိုး၃မျိုးရှိတယ်သူကအသက်အရွယ်ငယ်တဲ့ပုဂ္ဂိုလ်တွေမှာယုပ္ပနမထလို့ခေါ်တယ်အရွယ်ပေါ်မှာရင်မူးနေတာငါတို့ကငယ်သေးတယ်ငယ်ငယ်လေးရှိသေးတယ်ငါကုသိုလ်ဆိုတာလုပ်เสียမလို့တရားလည်းထိုင်ကြမလို့သီလဆိုတာအသက်ကြီးမှလို့ကောထဘာဝနာဆိုတာအသက်ကြီးတဲ့လူတွေအတွက်ငယ်တဲ့လူကလည်းပဲငယ်သေးတယ်ဆိုတာနဲ့ရှင်မှုနေတတ်တယ်ငယ်မှန်နဲ့ရှင်မှုတတ်တယ်ကျမ်းမာနေတဲ့ပုဂ္ဂိုလ်ကလည်းကျမ်းမာတဲ့မှန်တက်တတ်တယ်အဲ့ဒါရှင်မှုချင်းတစ်မျိုးပဲအသက်ရှင်နေတဲ့ပုဂ္ဂိုလ်ကလည်းအသက်ရှင်နေဆိုတဲ့အသက်ရှိတယ်ဆိုတဲ့စီဝိတမတ္တမှန်ရစ်နေတတ်တယ်သေတဲ့လူတွေ့ရင်သူသာသေတာသူဘာလို့သေတာငါကြမသေဘူးလို့ဒီလိုထင်အဲ့တော့ယုပ္ပနမတ္တဆိုတဲ့ငယ်မှန်တက်တာအာရောချမတ္တဆိုတဲ့ကျမ်းမာတဲ့မှန်တက်တာစီဝိတမတ္တဆိုတဲ့အသက်မှန်တက်တာဒါတွေမကဘူးဓနမှန်တက်တာတို့အလှမှန်တက်တာတို့ပညာမှန်တက်တာတို့မှန်နေအများကြီးပဲအဲ့ဒါလို့ယာရုလေးညင်လာလို့ရှင်လဲမမာနတွေဖြစ်သွားပစ္စည်းလေးရချမ်းသာလာလို့ရှင်လဲမမာနဖြစ်လာကျန်တဲ့လူတွေကိုလူမထင်မှုတွေဖြစ်လာအဲ့ဒီလိုမန်ရစ်မှုတွေကိုလည်းကိုယ်စိတ်မှာမဖြစ်စေနဲ့ဟာမန်ရစ်သွားတာတွေဆိုတာအရာထဲမှာတွေ့ဘူးမှာပေါ့နော်ဓာရုတက်သွားရင်ကျန်တဲ့လူတွေဖက်မလို့စီးပွားဥစ္စာတက်သွားရင်လည်းကျန်တဲ့လူတွေဖက်မလို့ဒါမျိုးတွေကမန်ရစ်သွားတယ်အဲ့ဒါလိုမန်ရစ်မှုတွေကိုလည်းကိုယ်စိတ်လေးကိုမဖြစ်စေနဲ့စိတ်ထဲမှာမာနတွေဝင်သွားတာမျိုးမဖြစ်စေအောင်ထိန်းသိမ်းဆောက်ရှောက်မယ်ဘာနဲ့ဆောက်ရှောက်တတိနဲ့စောင့်ကြည့်ရငါစိတ်ဟာငကိုယ်တော့ကအခုလိုယာရုမတက်ခင်တော့ငါစိတ်ကတစ်မျိုးယာရုတက်တော့ငါဘာလို့တစ်မျိုးဖြစ်ရမှာလဲနော်ခုနတော့ကနှစ်သက်စရာအာယုန်နဲ့မတွေ့ခင်တော့ငါစိတ်လေးတည်ငြိမ်နေနှစ်သက်စရာအာယုန်နဲ့တွေ့တော့ဘာဖြစ်လို့တတ်မရတာလဲဒေါသဖြစ်စရာအာယုန်နဲ့မတွေ့ခင်တော့ငါစိတ်လေးကတည်ငြိမ်နေတယ်ဒေါသဖြစ်စရာနဲ့တွေ့ရင်ဘာဖြစ်လို့ဒေါသဖြစ်ရမှာလဲနော်တွေးဝေးစရာအာယုန်နဲ့တွေ့စောစောကငါစိတ်ဟာဒီအမှန်သိနေတယ်လို့ရှိတွေးဝေးစရာအာယုန်နဲ့တွေ့ရင်ငါစိတ်လေးဟာတွေးဝေးသွားတယ်ဘာဖြစ်လို့တွေ့ရမှာလဲအမှန်သိအောင်ကြိုးစားအောင်ဆိုဟောတယ်လို့ကိုယ်စိတ်လေးကိုစောင့်ကြည့်ပြီးတော့
တတိနဲ့ထိမ့်သိမ်းဆောက်ရှောက်အောင်ပါလို့ဒီလိုဆိုလိုတာမြတ်စွာဘုရားအဲ့ဒါလို့ဒီအချက်၄ချက်ပေါ့တမေဆရာအာယုန်နဲ့ပတ်သက်လာရင်လေတမေမှုတွေမဖြစ်ရအောင်မုန်းတီးစရာအာယုန်နေနဲ့တွေ့လာလေဒေါသမဖြစ်ရအောင်တွေးဝေးစရာအာယုန်နေနဲ့တွေ့ရင်လည်းမတွေးဝေးရအောင်ရစ်မှုစရာအာယုန်နေနဲ့တွေ့ရင်လည်းရစ်မှုမှုမဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်ပါတဲ့ဒီလိုဆိုတာပေါ့နော်ထိမ့်သိမ်းဆောက်ရှောက်အဲ့ဒါလို့ထိမ့်သိမ်းဆောက်ရှောက်နိုင်လို့ရှိရင်ဘာဖြစ်လဲတမေဆရာအာယုန်နေပေါ်မှာမတတ်မဲ့တော့ဘူးလောဘဆိုတာကင်းပြတ်သွားပြီကိုယ်တဏ္ဍာမှာမရှိတော့ဘူးလုံးဝအာယုန်နေနဲ့ပတ်သက်လာရင်လိုချင်တဲ့လောဘတွေ့တာတဲ့လောဘကိုယ်တဏ္ဍာမှာလုံးဝဖြစ်တော့ဘူးမုန်းတီးစရာအာယုန်နေဒေါသဖြစ်စရာအာယုန်နေနဲ့တွေ့ရင်ဒေါသမဖြစ်တော့ဘူးဒေါသတွေလုံးဝကင်းသွားပြီတွေးဝေးစရာအာယုန်နေပေါ်မှာလည်းတွေးဝေးမှုမဖြစ်တော့ဘူးအသိပညာလွှမ်းမိုးပြီးတော့မောဟတွေကင်းသွားပြီနော်ရှင်မှုတရားအာယုန်နဲ့တွေ့လဲရှင်မှုတာမျိုးမဖြစ်တော့ဘူးရှင်မှုမှုတွေအလုံးကင်းသွားပြီမာမနာထားစရာတွေလုံးဝကင်းသွားပြီအဲ့ဒါလို့လောဘလည်းကင်းသွားတယ်ဒေါသလည်းကင်းသွားတယ်မောဟလည်းကင်းသွားတယ်မာနလည်းကင်းသွားပြီကိုယ်စိတ်လေးပါအဲ့ဒါတွေမရှိတော့ဘူးဆိုလို့ရှိရင်ဒီစိတ်လေးဟာလှုပ်ရှားရင်းရံခြင်းမရှိတော့ဘူးတဲ့ကြံ့ခိုင်သွားတယ်ရွှေတဲကရွှေရဲ့အညစ်အကြေးတတ္တုတွေကိုတန့်စင်ပြလိုက်တဲ့အခါမှာရွှေစင်လေးဟာနော်တောက်ပြောင်ဝါဝင်းလာတယ်လို့လူတွေတစားဆင်မှုစင်တစားပြုလုပ်တဲ့အခါမှာဘယ်လိုပုံစံလေးဖော်ပုံစံဖော်ဖို့လွယ်လာတယ်ထို့တူပဲလူရဲ့စိတ်ဟာလည်းအညစ်အကြေးတွေကင်းသွားပြီဆိုရင်ကိုယ်စိတ်တိုင်းညာဖြစ်လာငါစိတ်လေးဟာဒီအာယုန်နဲ့ပဲနေရမယ်ဆိုရင်နေသွားတယ်လိမ္မာသွားပြီဒီနာနေဆိုဒီနာနေတယောက်တည်းနေတစ်စိတ်တည်းထားဟောကိုခိုင်းတဲ့အတိုင်းအကုန်လုပ်စိတ်လေးဟာနှုတ်ဆိုရင်ကိုကစဉ်းစားကြည့်လေထွက်လေဝင်လေလေးမှတ်မလို့နှာခေါင်းပြားနှာသီးပြားတင်လိုက်တာနဲ့တကယ်လည်းဟိုထွက်သွားဒီထွက်သွားနေနော်အလွန်မိုက်ရိုင်းတဲ့ဒီနွားလေးတစ်ကောင်ဆုံးမရတာလို့ပဲအလွန်ခက်ခဲတယ်ပေါ့အငြိမ်မနေတဲ့မြောက်ကလေးတစ်ကောင်ထိမ့်သိမ်းဆောက်ရှောက်ရတာမလွယ်တယ်လို့ပဲလူရဲ့စိတ်ဟာလည်းပဲမြောက်လို့ပဲဟိုအာယုန်ဒီအာယုန်မှာရှောက်ပြေးနေတာအဲ့ဒါကိုသူ့ကိုငြိမ်သွားအောင်အာယုန်တစ်ခုတည်းပေါ်မှာငြိမ်ပြီးတော့ကိုထားတဲ့အတိုင်းနေအောင်တတိနဲ့စောင့်ကြည့်ပြီးလေ့ကျင့်ပေးပြီးဆိုလို့ရှိရင်တဲ့မတုံလုံးတော့ဘူးမကြောက်ရွံ့တော့ဘူးထိတ်လန့်တုန်လှုပ်ခြင်းတွေမရှိတော့ဘူးဘယ်တော့မှလည်းကိုယ်စိတ်အခြေအနေတခြားဘယ်သူတွေကဘာပြောကိုယ်စိတ်ကိုကြံ့ခိုင်မှုတွေရှိသွားပြီဆိုရင်အမြင်တွေလည်းပြောင်းလဲသွားတာမရှိတော့ဘူးတဲ့အဲ့ဒါကိုမြတ်စွာဘုရားကသုတ္တန်တစ်ခုမှဘယ်လိုဟောထားတော့ဆိုပညာပရိဘာဝိတံစိတ်တံသမ္မတေဝဝိမုစ္စတိအာတဝေဟိပညာနဲ့လွှမ်းခြုံထားလိုက်တဲ့စိတ်ကလေးဟာတဲ့အာတဝလို့ဆိုတဲ့ကိလေသာအညစ်အကြေးတွေကိလေသာတွေကနေပြီးတော့လုံးဝလွတ်ကင်းသွားတယ်လွတ်ကင်းသွားပြီးအညစ်အကြေးတွေကလွတ်ကင်းသွားတဲ့စိတ်ကလေးဟာကြံ့ခိုင်မှုအပြည့်ရသွားတယ်ကောင်းတာနဲ့တွေ့လဲမတုံလို့တော့မကောင်းတာနဲ့တွေ့လဲမတုံလို့တော့ကောင်းတာနဲ့တွေ့လို့တုံလို့တယ်ဆိုတာမော်ကြွားခြင်းပဲဖြစ်တယ်ပေါ့နော်မကောင်းတာနဲ့တွေ့လို့တုံလို့တယ်ဆိုတာစိတ်ဓာတ်ကြခြင်းပဲအဲ့တော့စိတ်ဓာတ်တက်ကြွခြင်းစိတ်ဓာတ်ကြခြင်းဆိုတာမရှိတော့ဘူးအာယုံရဲ့သဘာဝတွေကိုသိရှိပြီးတည်ငြိမ်တိမှတ်တဲ့စိတ်နဲ့ကြံ့ခိုင်တဲ့စိတ်နဲ့လောကဓာတ်မုံတိုင်းတွေနဲ့တွေ့တဲ့အခါမှာရင်းရံခြင်းမရှိဘူးကြံ့ခိုင်တဲ့စိတ်ဓာတ်မျိုးကိုရရှိတယ်လို့မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာတဲ့ပုဂ္ဂိုလ်တွေဟာဘာရတော့လို့မေးလို့ရှိရင်စိတ်ဓာတ်ကြံ့ခိုင်မှုကိုရတယ်လို့ပြောမြတ်စွာဘုရားရဲ့အဆုံးအမကိုမရတဲ့မသိတဲ့ပုဂ္ဂိုလ်ဟာလောကဓာတ်နဲ့တွေ့လို့ရှိရင်မခံနိုင်သည့်အတွက်ကြောင့်အဆိုးလောကဓာတ်နဲ့တွေ့ပြီဆိုရင်နောက်ဆုံးကိုယ့်ကိုယ်တတ်သိသည်ထိအောင်လုပ်ကြတယ်လေကဘာမှာကိုယ့်ကိုယ်တတ်သိတဲ့လူတွေဟာစိတ်ညစ်လို့မခံနိုင်လို့တတ်သိကြတာလေအများကြီးပဲအဲ့ဒါဘာကြောင့်စိတ်ဓာတ်မကြံ့ခိုင်လို့စိတ်ဓာတ်ကြံ့ခိုင်မှုကိုရအောင်မြတ်စွာဘုရားရဲ့အဆုံးအမတိုင်း
စိတ်ကိုတတိဖြင့်စောင့်ကြည့်ရမှာဖြစ်တယ်စောင့်ကြည့်ပြီးတော့လေ့ကျင့်သင်ကြားပေးလို့ရှိရင်လိမ္မာရေးချရှိတဲ့စိတ်ကလေးဖြစ်ပြီးမိမိရဲ့လိုအင်ဆန္ဒအတိုင်းတယောက်တည်းနေတစ်စိတ်တည်းထားနိုင်အောင်ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်လို့မြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပွားရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗ္ဗေတံဘဝယန္တုဒုက္ခန္တကာမေတ္တာပုံနေတုသင်္ကမစုပေါင်းပို့အပ်မေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမ်းမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တဝန္တာရွှေမြို့ဝမုံလူလျက်ကြည်နုဝဲကြုံဖူးပွဲညကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြပိတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း